အများချစ်တဲ့ဆယ်လီမင်းသားကျွန်တော်ဆိုင်လင်းဖို့အများချစ်တဲ့ဆယ်လီမင်းသားကျွန်တော်ဆိုင်လင်းဖို့အများချစ်တဲ့တစ်တော်ဆယ်လီကျွန်တော်ဆိုင်လင်းဖို့အများချစ်တဲ့ဆယ်လီမင်းသားထဲမှာ၅ပါလားပေါ့နော်၅ပိုင်းထုတ်လိုက်ပါစွန့်လိုက်ပါပေါ့ကိုကြီးအများချစ်တဲ့ထဲမှာညီမလေးပါလားပိုင်းထုတ်လိုက်ပါကိုကြီးရဲ့ဆိုပေါ့တော်တော်များများပြောကြပါတယ်သူကဟိုတခါတလေကြာရင်ငါကောမမန်းလိုက်မယ်ဆဲလိုက်မလားလို့ပြောတယ်ဒါပေမဲ့မဆဲနဲ့ကိုကမေတ္တာနဲ့ပဲနေသူတို့ဘာလို့တဖြည်းဖြည်းနဲ့ကိုကိုချစ်သွားလိမ့်မယ်ပေါ့အပြင်မှာကြတော့တွေ့ရင်တော့ချစ်စရာလေးတော့လိုင်းမော်နဲ့မတူဘူးလို့တော့ပြောကြပါတယ်မရတဲ့ကောမန်ကတော့နံပါတ်1ကတော့ဘာလို့ဆိုတော့ငါပြန်လုံတော်မူလိုက်တော့မယ်ဆိုတဲ့အောက်တာလေးပဲမှတ်မိတယ်တချို့ကြတော့ပေါက်ပါတယ်ပေါ့နော်ဒီတချင်းကပေါက်တင်တဲ့ခဲနဲ့ပေါ့အဲ့လိုမျိုးလေးပြောကြပါတယ်ဆဲပါများရင်တော့သူတို့တဖြည်းဖြည်းနဲ့ကျွန်တော်ရဲ့ချစ်ချင်းမေတ္တာတွေနားလည်သွားမှာပေါ့အဲ့လိုမျိုးလေးရမြင်ပါတယ်ခင်ဗျမေတ္တာပြေဝပေးခြင်းပါတယ်ပရမဦးဆုံးပြိတ္တတွေတည်တာကတော့ဟိုကျွန်တော်တို့စင်ကောင်းတောင်စပေါ်တော့ပေါ့နော်စင်ကောင်းတောင်စပေါ်တော့ရေထဲမှာညီကို2ယောက်ရှိုင်းလင်းမုံနဲ့ဝနာအောင်ကမယ်ဆိုတဲ့တချင်းလေးထုတ်ခဲ့တာပေါ့နော်မင်းသားတချင်းလေးနဲ့မင်းသားဝတ်စုံလေးတွေနဲ့ကျွန်တော်တို့ကရေထဲမှာထူးထူးဆန်းဆန်းလေးရိုက်ခဲ့တာပေါ့အဲ့ဒါလေးပြောတော်တော်များများကဟိုမြစ်တာတွေပို့ပြီးတော့တော်တော်များများသိခဲ့တာပေါ့နော်ဒီနှစ်ပိုင်းမှာကျတော့ကျွန်တော်ဟိုသိတာကကိုမပြေးနဲ့တော့ကိုရေးဆိုပြီးတော့တော်တော်များများသိပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်လွန်ခဲ့တဲ့3နှစ်လောက်ကထုတ်ထားတဲ့တခြင်းလေးဆယ်လီမင်းသားရှိုင်းလင်းဖို့ပေါ့နော်အများချစ်တဲ့ဆယ်လီမင်းသားကျွန်တော်ရှိုင်းလင်းဖို့အများချစ်တဲ့ဆယ်လီမင်းသားကျွန်တော်ရှိုင်းလင်းဖို့အများချစ်တဲ့တစ်တော်ဆယ်လီကျွန်တော်ရှိုင်းလင်းဖို့တခြင်းလေးနဲ့လည်းဒီနှစ်မှာတော်တော်များများသိခဲ့ရပေါ့နော်လိုင်းပေါ်မှာလည်းဝေဖန်မှုတွေဘလောက်တက်ပေါ့နော်ဆဲတဲ့လူတွေဘလောက်တက်ဒါပေမဲ့ကျွန်တော်တို့အပြုံးမပြတ်ဖ ೇನೆ ပေါ့နော်ညီကို2ယောက်ရှေ့ဆက်သွားမယ်လို့ပြောချင်ပါတယ်ခင်ဗျလက်ရှိလှုပ်ဖြစ်တာကြတော့ဗာလဲဆိုတော့ဂျာရက်မှာတုံသိအောင်ဘာမှတော့မလုပ်ဘူးပေါ့နော်အိမ်မှာရွှေလောင်းနာသားလေးထောင်ထားပါတယ်ရွှေလောင်းနာသားလေးလည်းလုပ်တယ်ပေါ့နော်တခါတလေကြာရင်အိမ်မှာပဲပွဲမရှိရင်အိတ်လိုက်စားလိုက်ပေါ့နော်ကျန်တဲ့အချိန်ကတော့အနုပညာပဲလုပ်ဖြစ်ပါတယ်ခင်ဗျအနုပညာလုပ်ငန်းကပေါ့ဟိုငငယ်လေးကလေးကဝါသနာပါတော့ပေါ့နော်ဒီဇက်သမင်တွေပေါ်တဲ့ချိန်မှာသူများဇက်တွေပေါ့ကတဲ့ချိန်လေးမှာကြည့်ပြီးတော့တဖြည်းဖြည်းနဲ့ကိုလည်းမင်းသားကခြင်းနဲ့စိတ်ပေါ်ရင်းနဲ့ဟိုလိုမင်းသားကပြစ်တာများပါတယ်ကျွန်တော်ကပထမဦးဆုံးဟိုရွှေပွဲတစ်ဆိုတဲ့အဖွဲ့လေးထောင်ရင်းနဲ့ကျွန်တော်ကသူတို့အိမ်ရမင်းသမီးတွေပေါ့နော်တွဲခေါ်ရင်းနဲ့နောက်ပိုင်းကျတော့သူကမင်းသားကဝါသနာပါတယ်လိုက်ချင်တယ်ဆိုပြီးတော့ကျွန်တော်အဖွဲ့တွေလိုက်ရင်းနဲ့ပြီးတော့ညီကို2ယောက်လက်တွဲပြီးတော့ကပြစ်တာပါခင်ဗျရွှေပွဲတစ်ကဘယ်လိုစူးစီးတာဆိုတော့ခုလက်ရှိကတော့ကျွန်တော်တို့ခက်ပြက်လေးပါပဲမင်းသမီး8လက်ရဲ့ကျွန်တော်တို့မင်းသားလေး3လက်လူရှင်တော်3ယောက်ပေါ့နော်အဲ့လေးကိုကျွန်တော်တို့ဈေးလေးတွေကတော့ဒီနည်းနည်းပါးပါဆင်ပြေတဲ့ဈေးလေးနဲ့လိုက်ပြီးတော့ကတာပေါ့နော်အလှပွဲတွေရောဒီအာဝါဒိပွဲလေးရောကပြစ်ပါတယ်ခင်ဗျတော်တော်များများကိုယ့်ရဲ့ပေါ့နော်ကားတဲ့ဟာလေးတွေကိုညင်ပြီးတော့ဆိုရင်ပြိတ္တတွေပြောရင်လည်းကိုယ်တွေလည်းပြောတယ်ပေါ့နော်ဒီမှာတချို့ကြတော့အနုပညာစစ်မှန်ကိုချမပြဘူးလို့တော့ပြောကြတာပေါ့နော်ဒါပေမဲ့အနုပညာစစ်မှန်ကကျွန်တော်တို့အမှန်ချပြတယ်တစ်တော့ကခုချိန်ပေါ်နေတဲ့အချိန်က15မိနစ်စာလေးတွေဆိုတော့မိနစ်စာလေးပဲဖြတ်တင်းနေရတာဆိုတော့ကျွန်တော်တို့ကစင်ပြေတဲ့ချိန်လေးတွေမှာကောက်ပြီးဟာတာပိုင်းလေးတွေတင်တာမှတ်လို့ပါပြင်မဆိုရင်ကျွန်တော်တို့မြန်မာတန်စရိတ်ရှိုး2ပါးသွားကျွန်တော်တို့ပြဆက်လဲကပေးပါသေးတယ်ခင်ဗျအပြင်မှာဆိုရင်တော့အစုံကြည့်လို့ရတာပေါ့နော်ဒါကတော့ line ပေါ်မှာဆိုရင်တော့နည်းနည်းလေးပဲဖြတ်တင်ပြတာပါခင်ဗျခုမှတော်တော်များများဆိုရင်ဆယ်လီမင်းသားရှိုင်းလင်းဖို့ဆိုတဲ့တချင်းထဲမှာဆိုရင်မှန်ထားတယ်ပေါ့နော်ဖုံတပတ်ကတက်ပေါ့နော်မှန်ထားသေးရဲ့ပြန်လွန်တော်မူလိုက်တော့မှနော်ဘာပြီးရညာပြီးရနေပေါ့နော်အဲ့လိုမျိုးလေးထိပါတယ်ဒါပေမဲ့ကျွန်တော်ကဝင်ကြည့်လိုက်တဲ့အချိန်မှာဖုံဖြစ်နေတဲ့အတွက်ကျွန်တော်ဝင်လဲမဆဲဘူးပေါ့နော်ပြောလဲမပြောပါမလို့ဆိုတော့ကြေလဲကြေနေတယ်အားလဲအားရတယ်ကျွန်တော်စူးစမ်းတဲ့အချိန်လေးမှာတို့ဒီလိုဝင်ဆဲပေးပြီးတော့ဒီလိုမျိုးရှိုင်းလင်းဖို့လို့သိခဲ့တာမလို့ပါcomment မှန်တဲ့လူတိုင်းကိုကျေးဇူးများတင်ပါတယ်ဒီရှေ့ဆက်လဲကျွန်တော်တို့ဝနာအောင်နဲ့ရှိုင်းလင်းဖို့တွဲမြင်ပြီးတော့ကျွန်တော်တို့ comment တွေလည်းဒီထက်မကမှန်ပေးပါအောင်လို့နော်ဒါပေမဲ့ဝမ်းနေတဲ့အရာတစ်ခုကကြတော့ဘာအောင်ဆိုကျွန်တော်ကကြတော့အဖေမရှိတော့ဘူးပေါ့နော်ညီကို2ယောက်လုံးအဖေမရှိတော့အမေပဲရှိတော့တာအမေတွေကျွန်တော်ရဲ့အမေကမိုးဆိုးမဆိုပြီးမြဲကျွန်တော်ကိုဒီလိုမင်းသားတက်လက်ဖြစ်အောင်လို့အမြဲတမ်းသွန်သင်ဆုံးမမှုနဲ့တက်ခဲ့တာဆိုတော့တခါတလေအမေကိုနှိုင်းပြီးတဲ့ဆဲတဲ့အရာလေးတွေပါတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကအမေကိုဆဲတဲ့ချိန်မှာလဲဟိုကို့အမေကိုဆဲတာတော့သိတယ်ဝမ်းနေတယ်ဒါပေမဲ့ကျွန်တော်ပြန်ပြီးတော့မဆဲချင်ပါဘူးဒါပေမဲ့ကို့လိုဆဲတဲ့ချိန်လေးမှာသူတို့လည်းပြန်မဆဲအောင်လို့ပဲဟိုကအမြဲတမ်းမေတ္တာပို့ပေးပါတယ်ခင်ဗျရွာတွေမှာသွားရင်တော့တော်တော်များများဟိုကိုမပြေးနဲ့တော့လည်းသိကြတယ်ရှိုင်းလင်းဘိုးကြီးလိုက်ရှိုင်းလင်းဘိုးကြီးလိုက်သိကြတယ်ပေါ့နော်အဲ့လိုမျိုးတချို့ကြတော့လည်းဒီလိုမိနိုင်အကာလေးပေါ့အမှန်ကတော့မိနိုင်ရဲ့အကာလေးကျွန်တော်ကကြတော့ထွန်းဖြစ်အောင်လို့ဆိုပြီးတော့ကိုင်းနဲ့ဘာကလို့ကအများမသိဘူးအဲ့ဒါမှကျွန်တော်ကုန်းရတိုင်းကြော်ညာလေးသွားရင်းနဲ့မှကျွန်တော်ဒီလိုမျိုးထွန်းလေးကိုလှုပ်ဖြစ်သွားတယ်ပေါ့နော်တိန်လွာကုန်းရတိုင်းမှာကြော်ညာရင်းနဲ့အဲ့လေးလှုပ်ဖြစ်သွားတာပါလာမယ့်နှစ်သစ်မှာလည်းတက်နိုင်တဲ့လောက်တချင်းလေးတွေကိုယ်တိုင်ရေးမယ်ပေါ့နော်ကိုယ်တိုင်ရေးပြီးတော့ကိုယ်တိုင်ထုတ်မယ်ညီကို2ယောက်တက်နိုင်တဲ့လောက်ထုတ်မယ်ပေါ့
ဒီနှစ်မှာလည်းတက်နိုင်တဲ့လောက်လေးတချင်းလေးတော့ထုတ်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ကကြတော့ပတ်စံရှိတဲ့သားသမီးကမဟုတ်ပေမဲ့တဖြည်းဖြည်းနဲ့ပေါ့နော်9000စုလိုက်1000စုလိုက်2000စုလိုက်နဲ့တဖြည်းဖြည်းနဲ့တချင်းလေးတစ်ပုတ်ဖြစ်မြောက်ရေးအတွက်အဲ့လိုမျိုးလေးတွေစုပြီးလောက်တာဆိုတော့တက်နိုင်တဲ့လောက်ဒီရရှိတဖြည်းဖြည်းနဲ့တော့ပရိသတ်တွေကိုတင်ဆက်နိုင်တဲ့တချင်းကောင်းတွေထုတ်နိုင်မယ်လို့တော့ထင်ပါတယ်ခင်ဗျကျွန်တော်တို့ညီကို2ယောက်ထွက်သမျှတချင်းလေးတွေပေါ့နော်ဘယုတ်ဒုက္ခရိုက်တာမဟုတ်ပေမဲ့ကျွန်တော်တို့မှာငွေကြေးနဲ့တက်နိုင်တဲ့ဟုတ်တာလေးမရှိတဲ့အတွက်ကျွန်တော်တို့တက်နိုင်တဲ့လောက်ဖုန်းလေးနဲ့ NTV လေးရိုက်တင်တဲ့ချိန်လေးမှာတက်နိုင်တဲ့လောက်တက်နိုင်တဲ့ဘက်လေးရလေးပြောဝိုင်းဝန်းကူညီပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာဒီမှာခင်ဗျာအားလုံး